နေပြီးတော့စားတယ်စားတော့အဆင်ဖြစ်ပါလိမ့်ရှင်ဒါတော့ပုံခိုင်းတောင်ဆိုတော့မြန်မာရေးရမဟုတ်ဘူးတမျိုးပါသူကစံမှုန့်နဲ့ပဲရေလေးနဲ့ငယ်ထည့်ပြီးစားလေးနဲ့အနဲ့ငယ်ထည့်ပြီးနေရတာပါရှင်စားလေးနဲ့ငယ်ထည့်ပါမယ်သူ့ကိုအတက်နဲ့ပြူရှင်အမှုညမလက်ပေါ်တင်ပြီးတော့ပေါ်လာပါရှင်မရိုးရမုတ်ဖိုင်းတောင်ဆိုတဲ့မုတ်လေးတစ်မျိုးတော့သူ့ရဲ့တွဲဖက်ပြီးစားသုံးရမယ့်ပစ္စည်းများတော့ဒီမှာ2000လေးပါ2000လေးထူလိုက်ပါမယ်2000လေးထူပြီးတော့အုံးဒီလေးပါအုံးဒီလေးပို့ပို့လေးနဲ့နေပြီးတော့စားတော့အဆင်ဖြစ်ပါလိမ့်ရှင်